Hello ဒီနေ့ TV ရဲ့ vlog ကလေးကို TV ကတော့ TV ညီမလေးနဲ့ coffee ဆိုင်သွားနေတဲ့ footage လေးကနေစလိုက်ပါတယ်ညီမလေးနဲ့ဘန်ကောက်မှာနေတဲ့ညီမလေးနဲ့ဆိုမတွေ့ရနည်းနည်းကြာပြီဆိုပြောစရာရမကုန်ဘူးအတန်ကတော့မထည့်ထားဘူးရန်ကရက်ထားတဲ့အကြောင်းတွေပြောနေရဆိုမကောင်းဖြစ်မှာဆိုအရေးထဲမှာ record လုပ်နေတော့နောက်ကတီးတောင်လည်းဖြတ်သွားသေးတယ်အဲ့နဲ့သူနဲ့ရှိသမျှအကြောင်းပေါင်း1,600,000ပြောသူပြောကိုပြောနေပြောပြီးတဲ့အချိန်မှာခလေးသူခလေးလေးပေါ့နော်သူခလေးအကြောင်းမကြိုးပါတယ်ये तो गुला चूड़ा नौ नहीं चाहिए कॉफी सेंटर में ना ये किसी को लो लो तो आप ओके ओके ကျောင်းကြိုလို့အပြီးမှာတော့ TV က casting လေးတစ်ခုသွားစရာရှိရတဲ့အတွက်ကြောင့်မလို့ cycle နဲ့ပဲသွားလိုက်ပါတယ် casting နေရာလေးကနည်းနည်းဝေးဒီလုတ်ကလေးကမထင်မှတ်ဖဲနဲ့ TV ကိုရောက်တဲ့အချိန်မှာ agency ဘက်ကနေဆက်သွယ်လာ casting လေးနည်းနည်းတော့ဝင်ပေးပါဆိုတာနဲ့ဒီရောက်သွားတာအရာတည်ဖြစ်စေမရတည်ဖြစ်စေ experience နေရပေါ့နော်ရောက်ချင်းမှာသူတို့က make up လိမ့်ထားတဲ့အတွက်ကြောင့် make up တွေဖြတ်ပေးပါဆိုတာနဲ့ဒီ make up တွေဖြတ်နေပါတယ်အဲကောင်အေးလိုက်တာမစိမ့်နေရပဲအဲ့နဲ့ make up ဖြတ်ပြီးတော့ဒီစပင်းလေးပါလေးနည်းနည်းသူတို့အဲ့လို make up ဖြတ်တဲ့ပစ္စည်းရင်းနဲ့ပြင်စရာဆင်စရာကလစ်တို့ဘီတို့နောက်ပြီးတော့ခေါင်းစည်းကျိုးပါညာအဲ့ဟာတွေအကုန်လုံးထားပေးထားတယ်ကွာထားပေးထားတော့အဲ့တော့သူတို့ကဒီနေ့လိုချင်တဲ့ look ကကြတော့ make up မပါဘဲနဲ့ဒီလိုစပင်းကိုမြင့်မြင့်လေးစီးပေးရမယ်တဲ့ဒါပေမဲ့ theory ကတော့ခေါင်းစီးထားရင်ခေါင်းကိုက်တဲ့လူဆိုတော့အထက်ဝင်ငန်းဒီကိုလှည့်ရောက်မှာပဲစီးရပဲပေါ့နော်ဆို theory ရဲ့ casting number က52 theory သွားတဲ့အချိန်မှာ2နာရီခွဲဟိုမှာ casting number က30လောက်ပဲရှိသေးတယ်အဲ့နဲ့ပဲရေတောက်ဟိုလုံးတီလုံးစာအုပ်ဖတ်မယ်ဆိုပြီးတော့စာအုပ်ကပါမသွားဘူးဒါပေမဲ့ဖုန်းသုံးတော့လေအကြာကြီးကြာတော့လေပြင်းလာအောင်အဲ့နဲ့ပဲထိုင်စာအုပ်တီးမေ့သွားတယ် casting သွားတာစာအုပ်ယူသွားဘာလို့လဲဆိုတော့ပတ်စံကြီးကလည်းလဲလာလို့လေများသောဖြင့် casting ကအဲ့လိုစောင့်နေရတဲ့အချိန်တော်တော်များရယ်ကွာအဲ့တော့ကျတော့ထိုင်ဆောင်ပေါ့နော်တီးညနေ8နာရီကျော်ထောက်မှလာမသိအိနေဟုတ်တယ်ဟို8နာရီမကျော်9နာရီကျော်လောက်မှတီးပြီးရဲ့အချိန်မှာအပြင်မှာတော်တော်မှောင်နေပြီအားနဲ့ပဲ TV grab bike နဲ့ခေါ်လိုက်တယ် grab bike ခေါ်ပြီးတော့ဒီဒါတော့ grab bike စောင့်နေပေါ့နော်စောင့်နေရင်းနဲ့ပဲဒီလောက်ကိုပြန်ပြီးတော့တတိယဝါပေါ့ပြီးတော့ကျတော့ပြန်တယ်အိမ်ပြန်နဲ့ဒါလမ်းမရိုက်ထားတာပါသူကအဲ့လိုပုံစံလေးဝတ်ခိုင်းတာဒီနေ့ပြန်ကြတော့ဒီကိုဒီ boyfriend ကအစင်းနဲ့ထမင်းရဲ့ပြီးတော့ snack လေးပြင်ပေးထားပါတယ်ဒါကတော့နောက်တစ်ရက်မှမတီဆိုကဒါ exercise သွားလုပ်မလို့ပေါ့နော်တိုက်အောင်မှာအောက်ကကွန်ဒိုကဂျင်မှာပဲပြီးတော့နေ့လယ်စာတော့ TV muscle ဝယ်ထားတဲ့သူကspaghetti လေးပဲလှုပ်စားလိုက်တယ်ပိုးရဆန်တာနော်ညနေကြတော့ TV ရဲ့မတွေ့ရကြတဲ့တငယ်ချင်းနဲ့ coffee ဆိုင်သွားတယ် coffee ဆိုင်မှာထိုင်ရင်းနဲ့ဒီလိုစကားပြောကြတယ်ပြီးတော့မှဒီလို hot pot စားမယ်ဆိုပြီးအိမ်နာမှာလမ်းလျှောက်ရင်းနဲ့တော့ရမ်း hot pot ဆိုပြီးတော့ဘယ်လိုလဲမသိအဲ့လိုမြေအိုးလေးနဲ့လေရိုးရီ hot pot လေတီးရအဲ့ဒါလေးရမ်းကြိုက်တာဆိုတော့တော့စားတယ် sorry ပါ voice over သွင်းနေနဲ့လေဘေးကနည်းနည်းနာကျင်နေတော့အဲ့လိုချောင်းဆိုးကျင်တယ်လို့ဖြစ်နေတော့စားတယ်တော့စားတာကတော့ပြီးတော့တမတိတောင်နဲ့စားခဲ့ဒါကတော့ဒီနေ့မနက်မှာတေးရီတငယ်ချင်းနဲ့ဒါ hot girl walk သွားမယ်ဆိုပြီးတော့တငယ်ချင်းချင်းနဲ့မနက်9နာရီတဲ့တငယ်ချင်းရဲ့လို့မဟုတ်ရင်လည်းနေပါစေတော့ဆိုအဲ့ဆိုလည်းနင်းနဲ့ခွန်ခွဲတော့ရောက်လာခဲ့တယ်အရန်တော့ကြရင်နဲ့ပူသွားမှာဆိုအေးဆိုပြီးတော့အဲ့တော့အခုချိန်ကဘယ်လောက်ရှိနေပြီဆိုတီးထ6ခွဲဆိုဒီကနေပြီးအဲ့ဒီပတ်ကိုသွားရမှာကအဲ့ပန်းကြံပေါ့နော်အဲ့ပန်းကြံကိုသွားမှာကကြာမိနစ်20လောက် cycle စီးရမယ်15မိနစ်ကျော်သွားမိနစ်20တော့မဟုတ်ပါဘူးအဲ့တော့ဒီနိုင်ဝက်လောက်စောထားတယ်စောထားမျက်နှာမှာ sunscreen တွေပါတယ် moisturizer တွေပါတယ်လိမ့်ပြီးတော့သွားလိုက်တယ်မနက်စာကတော့ပေါ့ပါတင်ချင်းလေးရယ်ပြီးတော့ blueberry အသီးလေးရယ်အဲ့ဒါလေးဝယ်ထားရှိတော့အဲ့ဒါလေးပဲရင်စားသွားလိုက်ပြီးတော့မှတငယ်ချင်းနဲ့ coffee တောက်ပြီးတော့မှပေါက်စားကြမယ်ပေါ့နော်ဒါကတော့အဲ့ဘက်ကိုတစ်ခါမှမရောက်ဘူးသူက lumpani နားမှာပဲစိတ်ကူးနဲ့မနက်9နာရီထားပြီးဟော့ကဲ walk လုပ်ဖို့စိတ်ကူးခဲ့တယ်ဆိုတာတော့ကျမမသိပါဘူးရှင် I don't know ခုတော့ရှောက်လိုက်ပါဦး I don't know ဒါကတော့ TV တငယ်ချင်းပြောပြနေငါအဲ့ကောင်ရမ်းကြောက်တယ်ဆိုတငယ်ချင်းဟဲ့နင်းရတယ်ဘာလို့ကြောက်တာလဲအဲ့လိုကောင်တွေမှာအများကြီးပဲပါညာနဲ့ဒါကတော့ TV ရဲ့တငယ်ချင်းလေး Chloe ဖြစ်ပါတယ်သူနဲ့တူတူဒါ hot girl walk လေးလမ်းလျှောက်နေရပါ10k step ပေါ့နော် step 10k အမှသူကဒီတီတို့လျှောက်တဲ့ပန်းချံပြီးဟိုဘက်မှာကြာနောက်တစ်ခါလို့ခွေးတွေနဲ့တရိတ်ဆန်တွေတွားလို့ရပန်းချံဟို dog park ပေါ့နော်အဲ့ဒါတက်ရှိ dog park မှာအမှသူတို့တွေးဆုံပွဲတွေဖြစ်ပွားနေရပြီးတော့ coffee တောက်မယ်ဆိုပြီးတော့အဲ့ convention center လို့ဟာအကြီးပဲနာမည်တော့မေ့ပါဘူးဘာဆိုတော့မသိတငယ်ချင်းကကျတော့အမြဲတမ်းအဲ့လိုမျိုးလမ်းလျှောက်နေကြတယ် site လုပ်နေကြဆိုတော့ तू ကဒီအဲ့နေရာမှာအဲ့လိုအားကစား athletic သမားတွေကအဲ့နေရာမှာ share တောက်ဆိုင်တယ်အကုန်လုံးစားကြရဲဆိုတာတီးတော့ coffee ရင်ဝယ်တယ် coffee ဝယ်ပြီးတော့အောက်က food court ထဲမှာတီးရကြတော့ခောက်ဆွဲစားရည်တီးတငယ်ချင်းအောင်ကြက်သားနဲ့ထမင်းနဲ့စားအဲ့တော့စားရဲတီးရတော့ 10k ရှောက်ခဲ့ပါတယ်ဆိုတာပြထားမသိဆိုတော့မစားရရင်ကြာဒီဘန်ကောက်ကိုရောက်တဲ့နေ့ကလေးကဒီခောက်ဆွဲမစားသေးဘူးဝီဒီယိုမစားသေးဘူးအဲ့ဘာရစားနေတာတီးရီက
little bit update ကလေးကြောင့်ပြပြချင်ပါတယ် update ဆိုတာကဒီရဲ့ holiday plans နဲ့နောက်ပြီးတော့ live update ကလေးပေါ့နော်ဒီအပိုင်းကဒီဒီ location ကိုမြင်နေဆိုရင်တော့ဒါရှင်း vlog တွေမှာလည်းပြပြထားပြီးသားဆိုတော့ yes I'm in Bangkok မှာဒီရောက်နေတဲ့ဒီအချိန်မှာကျတော့ဒီဒီတစ်လလုံးကိုrelax ပေါ့နော် relax လုပ်မယ်နောက်တစ်ခါကျတော့ဒီရမ်းကြိုက်တဲ့ Christmas ရာသီရောက်ပြီဆိုတော့ဒီရာသီရဲ့ဒီ decoration တွေကိုလိုက်ကြည့်မယ်ဆိုတော့ that is my plan ပါလဲဆို that is the plan ကျန်တာတော့ to plan မရှိဘူးနောက်ပြီးတော့ဒီအခုတလောမှာနည်းနည်းအဲ့လို burn out ဖြစ်နေရလေးရှိရဲဒီလို content idea နဲ့ပတ်သက်တာလေးတွေကတခြားကိစ္စလေးတွေရောပေါ့နော်အဲ့တော့ burn out ဖြစ်နေရရှိနေရတဲ့အတွက်ကြောင့်မလို့ဒီအချိန်ကိုအဲ့ဒီ burn out ဖြစ်နေရတွေကိုအပြေးအနားယူပြီးတော့အဲ့လိုcontent idea အသစ်တွေပြီးတော့စိတ်သက်လူသစ်ပေါ့နော်လွယ်ပြောရမယ်ဆိုလို့ရှိရင်တော့စိတ်သက်လူသစ်နဲ့ဒီပြန်ပြီးတော့မှနေခြင်းနဲ့ပြီးတော့ကျတော့တချို့အလုပ်တွေကိုဒီပြန်ပြီးတော့ focus ပြန်လုပ်ချင်တယ် refocus ပြန်လုပ်ချင်တယ်ဆိုတော့ I think ကောနော် December က that is the best time to reflect ကွာဒီလိုတစ်နှစ်လုံးလုံးလာတဲ့ဒီလိုရဲ့အလုပ် progress တွေဒီလိုရဲ့ mental health physical health ဒါတွေအကုန်လုံးကို December လကဘယ်လိုမလဲ reflect လုပ်လို့ရရင်အကောင်းဆုံးလားလို့တီးထင်တယ်အဲ့တော့ဒီတစ်နှစ်လုံးမှာတီးရဲ့ achievement တွေကိုလည်းတီးပြန်ပြီးတော့စဉ်းစားမယ်ပြီးတော့တီးရဲ့ကြာရှုံးမှုတွေကိုလည်းတီးပြန်ပြီးတော့စဉ်းစားမယ်တီးရဲ့မပြတ်သေးတဲ့အလုပ်ကိစ္စတွေမပြတ်သေးတဲ့ personal ကိစ္စတွေဒါမျိုးတွေကိုလည်းပြန်ပြီးတော့စဉ်းစားပြီးတော့ပြန်ပြီးတော့မှဒါသုံးသပ်လို့အကောင်းဆုံးကာလပေါ့နော်တီးပြီးတော့အဲ့လိုထင်ပါတယ်ပြီးလို့ရှိရင်ဒီအဓိကကဒီနှစ်ပိုင်းဒီလပိုင်းနေမှာပေါ့နော်ဒီ physical health ကိုပို့ပြီးတော့မှလေးထားလာရဲဆိုတော့ဘယ်လိုလဲဆိုတော့အားလုံးပဲသိတဲ့အတိုင်းဒီခဏဒီနေမကောင်းဖြစ်တယ်ခဏဒီဖျားတယ်ဒီရဲ့ immune system ကအားနည်းရလို့ပြောရမှာပေါ့နော်အဲ့တော့ဒါတွေကိုဒီပို့ပြီးတော့မှ strong ဖြစ်အောင်လုပ်ရှင်တယ်ဆိုတော့ဒါတွေဟာကိုလည်းဘယ်အရာတွေကဒီကို strong ဖြစ်စေတယ်ဥမာအစားအသောက်နေထိုင်မှုပုံစံဒါတွေကိုလည်းဒီပြောင်းရရှိရာတွေကိုပြောင်းရမယ်ဘာလို့လဲဆိုတော့လေတီးတို့ကလေexercise ကြီးပဲလုပ်နေလို့လဲခန္ဓာကိုယ်ကြီးပြောင်းနေတော့မဟုတ်အစားအသောက်ကရေးကြီးရပြီးအခုအသက်အရွယ်တကူရောက်လာတဲ့အချိန်မှာဒီလိုအသက်20ကျော်ပြီဆိုတော့ supplement နေရလဲအရေးကြီးမျိုး vitamin C ပါမယ် vitamin D ပါမယ်ဒါမျိုး supplement တွေပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းအရင်တော့ဆိုတီးရဲ့ဆေးတောက်ရတာကိုကြောက်တဲ့သူတွေမပါဘူးဒါပေမဲ့တီးရဲ့ဆေးတောက်ရတာကိုပြင်းတဲ့သူတွေမှာပါတယ်ဆိုတော့အဲ့ဒီ supplement တွေကိုလည်းတီးတောက်တဲ့အခါမှာအခုတေချာလေးပြန်ဆွဲတောက်တဲ့အခါမှာပြောင်းလဲမှုတွေတွေ့လာတယ်ဒါမျိုးလေးတွေပေါ့နော်ဆိုတော့ကိုယ့်ရဲ့small things တွေကိုကိုယ်ခန္ဓာကိုယ်အတွက်ပြောင်းလဲဖို့လိုတဲ့ small things တွေကိုတီးသတိထားပြီးတော့ပြောင်းလဲမယ်ပြီးတော့ TV ရဲ့ဒီ mental health ပေါ့ mental health နဲ့ပတ်သက်လို့ရှိရင်တော့ဒါ TV အားလုံးကိုအမြဲ update ပြောနေကြတဲ့အတိုင်းဒီနှစ်ပိုင်းတွေက mental health ကပိုကောင်းလာတာလည်းရှိတယ်လို့တခါတလေကျရင်ဆိုးရွားသွားတဲ့အချိန်တွေလည်းရှိတယ် TV ခဏပြောသလိုနေတိုင်းက unicorn တွေ rainbow တွေမဟုတ်တဲ့အခါမှာဒီလိုဒုက္ခနဲ့ကြုံလာတဲ့အခါတွေပြိုလဲသွားတဲ့အခါတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကိုလည်း TV ဖြတ်တန်းလာရတာကနောက်ပိုင်းမှာgame ထဲမှာလေ level up လာတယ်လို့ပဲအဲ့လိုကိုတိုက်ခိုက်ဖို့ပေးထားတဲ့ weapon တွေကနည်းနည်းစုံလာတော့ဖြတ်တန်းရတာနည်းနည်းပိုလွယ်လာတယ်ပေါ့နော်ဒီနှစ်ပေါ့နော်ဒီနှစ်မှာဒီကြုံလာတဲ့ကိစ္စတွေအကုန်လုံးမှာဒီ grateful ဖြစ်တဲ့အရာတွေကိုပြန်တွေးလိုက်လို့ရှိရင်ပထမဆုံးကဒီတငယ်ချင်းတွေကို grateful ဖြစ်တယ်ပေါ့ friendship ပေါ့နော် friendship ကိုဘာဖြစ်လို့ grateful ဖြစ်လဲဆို TV အခုတိဆောက်ထားတဲ့ TV ရဲ့ community ပြီးတော့ TV ရဲ့အနားမှာရှိတဲ့ TV ရဲ့ဒီတငယ်ချင်းတွေကတကယ်ကို genuinely TV ကိုကောင်းစေခြင်းနဲ့အဲ့လိုဖြစ်ထွန်းစေခြင်းနဲ့အဲ့လိုမျိုးတွေကိုမြင်ရတဲ့အခါမှာဒီလိုလူကောင်းနေနဲ့တီးဘွားထဲမှာတွေ့ဆုံရတာကိုတီးပို့ပြီးမှ grateful ဖြစ်လာတယ်ဒါတကယ်တော့အခုရပိုင်းပိုခံစားမိရဲ့မေတ္တာတွေပေါ့နော်နောက်တစ်ခုကကြာဘာလဲဆိုတော့ဒါ friends ပြီးတော့ဒါ family ပေါ့တီးရဲ့ family ကိုလည်းတီးတချို့နေရာတွေမှာကိုလှုပ်ပေးနိုင်တာတွေကိုလှုပ်ပေးပြီးသူတို့ကလည်းကိုကိုပြန်လှုပ်ပေးတဲ့အရာတွေရှိလာတဲ့အခါမှာဒါတွေကိုလည်းအရင်တော့ကလို့ why ဆိုတဲ့မေခွန်းတွေဘောင်းများစွာမမေးပြတော့ဘဲနဲ့ဘယ်လိုကိုလိုချင်တဲ့အတိုင်းအတာတစ်ခုမရတဲ့ဝိုင်းဆိုတဲ့မိကုံများမစားမမေးတော့ပဲနဲ့သူတို့ပေးတဲ့နိုင်နဲ့သူတို့လှုပ်ပေးနိုင်တဲ့ဟာလေးကိုဘက်ကလည်းပြန်လှုပ်ပေးနိုင်တဲ့ဟာလေးကိုပြန်မြင်အောင်ကြည့်ပြီး grateful ဖြစ်လာတယ်။နောက်ဆုံးတစ်ချက်ကကျတော့ TV career wise ပေါ့နော်ဒီနှစ်မှာဆိုလို့ရှိရင် TV တို့ဒါအရင်စူးစမ်းထားရပြန်ပြောရယုံတင်ရတယ်။အဲ့တော့ဒီဟာကလည်းဒီရုပ်ရှင်ကိုဒါအကောင်လုံး recognize ဖြစ်ကြရဲသဘောကျကြရဲဆိုတော့ရှေ့ဆက်ပြီးလုပ်ဖို့လည်းခွန်အားရရှိသလိုTV ဒီကြားထဲမှာလှုပ်လာတဲ့ TV ရဲ့ဒီ influencer အနေနဲ့လှုပ်လာတဲ့ mental health workshop လေးတွေရောဘာတွေအကုန်လုံးကဒီနှစ်ပိုင်းမှာ TV သဘောကျရတယ်ပေါ့နော်အတိုင်းတာလေးတစ်ခုထိသဘောကျတယ်ရောက်ကိုဖြစ်ချင်တဲ့နေရာလေးတစ်ခုလည်းကိုရောက်နေရလို့ခံစားရတယ်အဲ့ဒါမျိုးလေးတွေပေါ့နော်ဆိုတော့ဒီနှစ်ကတော့ဒီအဓိကဒီ3နေရာပေါ့ခုနပြောသလိုမေတ္တာတွေပတ်သက်ပြီးတော့ခံစားရတယ် friends and family ဘိုင်းမှာလည်း grateful ဖြစ်တယ် career ဘိုင်းမှာလည်း grateful ဖြစ်တယ်
ဆိုတော့ကောင်းချင်းနေနဲ့ကြုံခဲ့ရတဲ့နှစ်လို့ဒီနှစ်ကတော့တီးအဲ့လိုမျိုး reflect ကိုပြန်လုပ်တယ်ပေါ့နော်တီးတကွေတခါရဆိုလို့ရှိရင်တော့ဒီလကတော့ဒီဒါ holiday season နဲ့ဖြစ်တယ်ဘန်ကောက်လည်းရောက်နေရဲဆိုတော့ဒီဒါကိုချစ်ရတဲ့သူတွေနဲ့မိသားစုတွေနဲ့ရောချစ်သူနဲ့ရောပြီးလို့ရှင်တငယ်ချင်းတွေရောဖြတ်သန်းမယ်ပြီးရင်တော့ဒါရန်ကုန်ပြန်မယ်လုပ်တွေပြန်လုပ်မယ်ဆိုတော့အဲ့လိုပေါ့နော်ဆိုတော့ကောင်းပါတယ်အရာတော့ကောင်းမှုဖြစ်လာတယ်ပြီးအဲ့လိုဒီပိုင်းဒီရက်ပိုင်းနေမှာလေဘာတွေပိုစဉ်းစားမိလဲဆိုတော့ခုနပြောတဲ့ small little things တွေကိုပို့ပြီးမှ grateful ဖြစ်လာတဲ့အခါမှာအရာအလုံးကိုမြင်တတ်လာတယ်မြင်တတ်လာဘာလဲဆိုတော့ဒီလောက်အလုပ်တစ်ခုပေါ့နော်ဒီလောက်အဆင်မပြေဘူးလားโอเคဒါပိုကောင်းတဲ့အလုပ်ရောက်လာဖို့ဒီကိစ္စတစ်ခုနဲ့လွဲချော်သွားရလားဒါပိုကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ရဖို့ပိုကောင်းတဲ့ friendship တစ်ခုနဲ့တွေ့ရဖို့ခံစားရဖို့ဒါမျိုးလေးတွေပေါ့နော်ပို့ပြီးတော့မှတွေးတတ်လာတော့လေပိုနေပြောလာတယ်ဒီနေ့တငယ်ချင်းနဲ့မနဲ့အစောကြီး hot girl watch ဆိုပြီးထားပြီးလမ်းလျှောက်ကြအိပ်ပြောအခုမှနိုးတယ်တငယ်ချင်းနဲ့ဆိုပြောပြတယ်ငါတို့ပဲလို့အတိုက်ပြတစ်ခုရောက်လာလို့လားမသိဘူးလို့နေတတ်လာတယ်ပေါ့နော်စိတ်ထားတတ်လာတယ်နေတတ်လာတယ်အဲ့နောက်ကွယ်မှာဘာဖြစ်လဲဆိုတော့လူကပိုအေးချမ်းလာတယ်လို့ဖြစ်တယ်တချို့အရာတွေဆိုတောင်းတိုင်းဒီလိုထင်တယ်မလားโอเคနင်းထင်တာโอเคတယ်မှန်တယ်ငါတို့ဒီလိုထင်တယ်ဒါမဲ့ဒါကြီးကိုနေထင်တယ်လို့ငါထင်တယ်လို့ तू မားတယ် तू မှန်တယ်ပြန်မငင်းတော့ဘူး तू က1နဲ့ပေါင်းလို့4ဆိုလဲโอเคတယ်တီရီကလည်း1နဲ့3နဲ့ပေါင်းလို့6ဆိုလဲကိုโอเคလိုက်တယ်အဲ့လိုမျိုးပဲတွေးလိုက်တော့တယ်ဆိုတော့တော်တော်လေးအဆင်ပြေလာရဲ့နေကစကားတွေအများကြီးပြောရတဲ့အလုပ်တစ်ခုကိုတီရီတို့ကလုပ်နေရတာတီရီလုပ်ဆိုလို့ရှိရင်စကားတွေအများကြီးပြောရတယ်ဒါပေမဲ့စကားအများကြီးပြောတာနဲ့စကားကိုညင်းနေရတဲ့လူတွေနဲ့စကားပြောရတာပိုပင်မန်းတယ်အဲ့လိုလူတွေနဲ့လည်းတီးရှောင်းလိုက်တယ်အဲ့တော့ peaceful ရမ်းဖြစ်တယ်အခုချိန်မှာဘဝကြီးက peaceful ဖြစ်တယ်အဲ့စိတ်ခံစားချက်ကိုအဲ့လိုလွန်ခဲ့တဲ့ငငယ်ကလေးကပေါ့နော်20ကျော်လောက်ကလေးကလိုချင်ခဲ့တယ်အခုချိန်မှာရသွားတဲ့အချိန်မှာတန်မိုးထားရခေါင်းမှန်လဲကိုremind ခဏပြန်လုပ်တယ်ဟဲ့နေတော့တန်မိုးထားရမယ်ဒီလိုနေရာကိုနေရောက်ဖို့နေဒီစိတ်ခံစားချက်နေရာကိုနေရောက်ဖို့ကိုအများကြီးစူးစမ်းထားတာနေဒါကို grateful ဖြစ်ရမယ်ဆိုဒါမျိုးလေးပေါ့နော်ဆိုတော့နောက်ဆုံးဒီ catch up လေးမှာဒီဒါremind လုပ်ချင်တာလေတကယ်လို့ဒီအတော်အတွင်းမှာကိုအကြောင်းမျိုးကြောင့်စိတ်ခုသွားလို့စိတ်ခုထားလို့အဲ့လိုဘယ်လိုပဲအဆက်ပဲပြတ်တောက်ထားတဲ့ relation တွေရှိရယ်မိဘနဲ့ပဲဖြစ်ဖြစ်ဆွေမျိုးနဲ့ပဲဖြစ်ဖြစ်မောင်နှမပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်ကိုကပြန်ဆက်လို့ရတယ်ဆိုတော့အရန်ကြီးသူတို့နောက်ကိုလိုက်ပြီးတော့တိတာအလိုပြန်ခင်းခြင်းနဲ့ပြန်ဆက်သွယ်ခြင်းနဲ့ဆိုတော့မဟုတ်ဘူးလေကိုစိတ်ထဲမှာမတင်မကျဖြစ်တဲ့ကိစ္စတွေရှိရဆိုလို့ရှိရင်လေ just send them a message ကွာ maybe အဲ့လိုမျိုးပေါ့နော်ကိုစိတ်ကိုရှင်းသွားအောင်လို့အဲ့လိုမပြီးပြတ်သေးတဲ့စိတ်ခံစားချက်တွေကိုပြီးပြတ်အောင်ဖြည့်ရှင်းစေချင်တယ်ဘယ် relationship မဆိုပေါ့နော်ဟိုမှာစိတ်ကောက်သွားတဲ့တငယ်ချင်းရှိရဆိုလဲဟဲ့အဲ့တော့အဲ့လိုဖြစ်တာငါမှားတာရှိရင်ငါတောင်းမှန်နေနင်းလဲငါဘက်ကကိုနားလည်နိုင်မယ်ထင်ပါတယ်ဒါမျိုးလေးပေါ့အဲ့လို reach out လုပ်လိုက်စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကိုယ့်ရဲ့ဒီ peace of mind အတွက်ကိုယ့်ရဲ့စိတ်ပြတ်သားနိုင်မှုအတွက်အဲ့လိုမျိုး reach out လုပ်ပြီး message တစ်စောင်ပို့လိုက်ပြီးရင်အဲ့ကိစ္စကို let it go လုပ်လို့ရသွားပြီကွာဆိုတော့အဲ့ဒါမျိုးလေးတွေကိုဒီလှုပ်စိတ်ခြင်းနဲ့နောက်တစ်ခုကကြတော့အဲ့လိုစကားခုနပြောသလိုကိုကတတိယနေရဲ့စကားပြန်ပြောခြင်းတဲ့လူတွေရှိရဆိုလို့ရှိရင် I do not mean အရင်ကြီးစားဟောင်းပြောမဟုတ်ဘူးเนาะအရင်စားဟောင်း message ပို့ခိုင်းနေမှာမဟုတ်ဘူးတီးပြောချင်တာအဲ့လိုတငယ်ချင်းတို့ခုနပြောဆိုဆွေမျိုးတို့မှာရှိရဆိုလို့ရှိရင်လည်းသူတို့ဟိုလိုမျိုး check up လုပ်တဲ့ပုံစံမျိုးနဲ့ပြန်ပြီးမေးကြည့်ပါစကားပြောကြည့်ပါနေကောင်းရလားငါတော့တတိယရဲမတွေ့ရလဲကြာပြီဘာလို့လုပ်နေလဲဒါမျိုးလေးစမ်းမြင်လိုက်တဲ့ပေါ့နော်အဲ့ဒါလေးတွေတခါလေကြာရင်တီးဆိုဟိုတလောကတီးမထင်မှတ်ထားတဲ့လူတယောက်စီကနေပြီးတီး message တငယ်ချင်းတယောက်စီကနေဆက်သွယ်ပြတဲ့တကယ်တယောက်စီကနေ message ရတယ်အဲ့အချိန်မှာတီးအရန်ပြော့သွားတယ် तू ကလည်းတီးသူ့လုံနေနဲ့ तू ရှုံနေလို့တီးတို့စကားမပြောဖြစ်တာကြာပြီဒါပေမဲ့ तू message လေးတစ်စောင်ပြန်ပို့တဲ့အချိန်မှာအဲ့လိုရင်ထဲမှာနှွေးထွေးသွားတယ်ကွာဒါမျိုးလေးကိုခံစားစေချင်တာပါအဓိကတော့ဆိုတော့ဒါလေးကိုပြောရင်းနဲ့ဒါကတော့ update ကလေးပါရှင်ဒီအခုတော့ဒီနေ့ကတော့မနက်ကဆော့စီထပြောခုနပြောတငယ်ချင်းနဲ့ Hawker Watch ဆိုပြီးလမ်းတော့လျှောက်တယ် park ထဲမှာနိုးလာတော့ပြန်နိုးလာတယ်ပြန်တော့ပြန်အိတ်တယ်အခုမှနိုးတယ်ဆိုတော့စားဖို့တောက်ဖို့အခုမှချက်ရမှာဆိုတော့ချက်လိုက်ပါဦးရှင်